ကျေးဇူးပဲညီကိုများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုမှနိုမနေ့ကညာတော့ကျွန်တော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီပွဲပြီး review လုပ်ဖို့လေဒါပေမဲ့စိတ်ကလည်းဘလို့မှမပါတာနဲ့ဗျာကျွန်တော်လည်းမလုပ်ပြဘူးပေါ့အခုကတော့ကျွန်တော်ဒီပွဲပြီး review ကိုပြောသွားပေးမှာဖြစ်ပါတယ်အဲ့တော့အများကြီးလည်းပြောကြမှာမရှိပါဘူးနတ်တိုနဲ့ဘာနာချိုကဒီအသေးသားတရားကြီးအကြောင်းဘောတော်ဝင်လဲတဲ့နေရာမှာဒီ Derry ရဲ့အဲ့တော့ဘောတော်ဝင်လဲတော့ကြတော့သူ Derry ရဲ့ကိုပါမာရဲ့ねပေါ့လေတောင်ပိုင်းမှာကိုထုတ်လာခဲ့တယ်ပေါ့အဲ့တော့ Fernandez ကိုဒီ attacking midfield နေရာလောက်မှာထားပြီးတော့ဂျာအိုပက်ဒရိုကတိုက်စစ်မှုခွင့်လမှာတော့ကန်စီယိုနဲ့လာပြီးရတွေ့တယ်နောက်တန်းမှာတော့တိုဆန်တို့ကျွန်တော်ဂျာလိုပါကူစတိုကူရာတို့ပေါင်ကစားသွားကြတယ်ပေါ့အဲ့တော့တခုပြောချင်တာကျွန်တော်မြဲတမ်းပြောခဲ့ဘူးသားလို့ကျွန်တော်ကူစတိုကြိုက်တယ်ကျွန်တော်မပေါ့မလိုအပ်တဲ့အရာတွေလုပ်တယ်ဘယ်လိုပြောမလဲစဉ်းစားဆင်ခြင်နိုင်တာနည်းနည်းအားနေတယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့လေနော်ဒုတိယပေးလိုက်ကြတဲ့ဒီ penalty ပါဆိုရင်ဒါဟာမလုတ်တင်တဲ့အမှားပေါ့လေနော်professional player တယောက်အနေနဲ့ဆိုရင်ဒါမလုတ်တင်တဲ့အပြုမှုဒီလိုပြုမှုလုပ်တာနဲ့ဒါဟာဒီ foul မတစ်ခုပေးရမယ်ဆိုတော့သိတယ်ပေါ့နော်တိရက်နေပေါ့လို့ပြောမယ်မလိုအပ်တာတွေလုပ်တဲ့ player တယောက်ကျွန်တော်အမြင်နဲ့ပြောပဲကျွန်တော်တနေ့ဗီဒီယိုမှာလည်းပြောတယ်ကျွန်တော်ကူဆိုမချိုက်ဘူးမလိုအပ်တာတွေအရင်လုပ်တယ်player တယောက်ကသူ့ရဲ့ physical appearance ပေါ့လေသူ့ရဲ့ physical appearance ကိုကြည့်ပြီးဒီကစားသမားကိုယ့်ကိုယုံကြည်မှုရှိလားမရှိလားဆိုတာသိတာတယ်ပေါ့လေကျွန်တော်တို့လူတွေမှာလည်းကိုယ့်ကိုယုံကြည်မှုရှိခြင်းမရှိခြင်းကိုသူ့ရဲ့ဒီရုပ်လက္ခဏာကိုကြည့်ပြီးဒီကိုယ့်ကိုယုံကြည်မှုမြင်မာတဲ့လူကပို့ပြီးတော့အဆင်လို့ပြောရမယ်အောင်မြင်နိုင်တယ်ပို့ပြီးတော့အားကိုးရတယ်ပေါ့ဒီလိုမျိုးပေါ့ဒါပေမဲ့ Gusto ကိုကြည့်လိုက်ရင်သူ့မှာကိုယ့်ကိုယုံကြည်မှုဆိုတာပျောက်ဆုံးနေတယ်ပေါ့နော်ကျွန်တော်အခုထိသူရှိရင်ကိုယ့်ကိုယုံကြည်မှုဆိုမတွေ့ရဘူးဒီကစားသမားကကျွန်တော်ဟိုတနေ့ကပြောခဲ့ကျွန်တော်မကြိုက်တဲ့ player ဖြစ်တဲ့အတွက်ဒါပွဲရှုံးမှာတော့ player တယောက်ရဲ့အပြင်မဟုတ်ဘူးလေနော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အများကြီးတော့မပြောချင်ဘူးဒါသူမလုပ်တဲ့အမားတစ်ခုကိုလုပ်ခဲ့တယ်ဆိုဒီလောက်ပဲပေါ့အဲ့တော့တပွဲလုံးတိုက်ရတယ်ဆိုရင်ခြေစီကအဆိုဖာနန်နဲ့ဒီတိုင်ထိတဲ့တလုံးကိုကျွန်တော်တို့ရင်ခုန်လိုက်ရတယ်တော်တော်လေးကောင်းတဲ့ကန်ချက်ပါတော်တော်လေးလှတယ်ဝင်သွားရင်တော်တော်လေးကောင်းပါတယ်ကန်သွားတာပေါ့လေနော်ဒါပေမဲ့ကန်ဆိုးသွားနိုင်မယ်တိုင်ထိသွားတယ်တပွဲလုံးကျွန်တော်ကြည့်တော့လောက်လာမရှိဘူးလူဂျွန်နဲ့ကိုရိုရတယ်လူဂျွန်နဲ့ပင်နယ်ရီရတယ်ကိုပါမလွဲတယ်ဆိုတော့ပါမားကကျွန်တော်အမြင်နဲ့ပြောခဲ့ဘူးလို့ပါပဲကျွန်တော်တို့အားကိုးရတဲ့ player ကျွန်တော်တို့ကိုကဲတင်ပေးတဲ့ player ပေါ့ဒါပေမဲ့ပါမားကဒီနေ့တနေ့လုံးမှာသူ့ကိုယ်သူပါမားဆိုတော့တော့တည်ရလားမသိဘူးပေါ့လေနော်သူ့ကိုယ်သူကပါလဲဆိုတော့သူ့ကိုယ်သူတည်ရလားမသိဘူးအဲ့လိုပြန်ဖြစ်နေတယ်ပေါ့လေမနစ်ကပါမားဒီနေ့ပါမားနဲ့တော်တော်ခြားနာသွားပြီကိုကိုယုံကြည်မှုတွေအရန်ကိုရောနေနေတယ်ကိုယုံကြည်မှုအရန်ရောနေနေတယ်ယုံကြည်မှုတွေပျောက်ဆုံးနေတယ်ဘယ်လိုပြောရမလဲအရင်တော့ကသူပေးခဲ့တဲ့ assistant လွတ်တဲ့အလုံးတွေကအခုနောက်ပိုင်းသူထိုးပေးလိုက်ပြီဆိုရင်လွတ်တာတော်တော်ရှားသွားပြီတော်တော်လေးကိုအရင်လိုမျိုးသူရှိရနေပတ်စင်နေကျွန်တော်တို့မမြင်ရတော့ဘူးအဲ့တော့ chance creation အခွင့်အရေးဖန်တီးနိုင်မှုလည်းသူရှိရတယ်ကျွန်တော်တို့မြင်ရတာတော်တော်နည်းလာတယ်ကိုးရကြည့်ပေါ်တယ်တော်တော်နည်းလာတယ်ကွင်းထဲမှာကစားနေတယ်ဒါပေမဲ့အသင်းတွေအကျိုးမပြုတဲ့ဒီကစားဟန်တချို့မြင်နေရတယ်ကျိုးသားအထောက်လို့စိတ်နဲတယ်ဆိုတော့ဒီ defensive ဘိုင်းနဲ့ပတ်သက်ရင်ဆိုပါမားကpresent တော့မှကောင်းလိုက်ပြီးတော့မလုံနိုင်ဘူးပေါ့လေနော်အဲ့တော့ဒီလောက်ဆိုတော့ဒါပေမဲ့ကျွန်တော်ကတော့ပါမားကိုသဘောကျတယ်အခုချိန်ကြီးလည်းကျွန်တော်မျှော်လင့်တော့မယ်ဒီနေ့မှနောက်နှစ်တော့ပြန်လာနိုင်ပါစေလို့ကျွန်တော်မျှော်လင့်တယ်ဒါမှမဟုတ်နောက်ပွဲတွေပေါ့လေတော့ပြန်လာနိုင်ပါလို့မျှော်လင့်တယ်အရင်နှမျိုးကိုကောင်းတဲ့ player ပါတကယ်ကိုchance creation ဘိုင်းမှာရောကိုသွင်းတဲ့ဘိုင်းမှာရောတိကျတယ်သွေးအေးတယ်ဖန်တီးနိုင်တဲ့မြင်မာတဲ့ player ပါဒါပေမဲ့ဒီ player ခြေသွမ်းပျောက်ဆုံးနေတာကတော့ကျွန်တော်တို့တော်တော်လေးဆိုးတယ်ပေါ့လေပါမားခြေသွမ်းပျောက်ဆုံးနေတော့အသင်းပါရလက်တွေထိုးဆင်းနေတာပေါ့ဘာဖြစ်လို့အဓိကကယ်တင်နေတဲ့ player ကမှခြေသွမ်းကျဆင်းနေပြီဆိုတော့အသင်းရဲ့ရလက်တွေလည်းထိုးဆင်းနေရလို့ပဲကျွန်တော်မြင်တယ်ကျန်တဲ့ຢာတော့ကျွန်တော်တို့ပွဲတော်မှာဘာမှပြောတယ်မရှိဘူး Nottingham Forest ကပြောရရင်အရန်သားသမားတွေနီးပါးလောက်နဲ့ပွဲထုတ်ပြီးတော့ကန်သွားတယ်ဒီလို level ကိုကျွန်တော်တို့ Chelsea ကရှုံးတယ်ဘယ်လောက်တောင်မှရှက်ဖို့ကောင်းလိုက်တဲ့အဖြစ်လဲဆိုတာစဉ်းစားကြည့်ပါလေနော် Nottingham Forest လို့အသင်းကဒီအရန်ကစားသမားတွေတ
တော်တော်များများထည့်ပြီးအဓိကသမားတွေကိုအချို့ကိုအနာပေးခဲ့ပြီးတော့ကန်တာချယ်ဆီကိုဂိုးပြတ်နိုင်တယ်ပေါ့တော်တော်လေးရှက်ဖို့ကောင်းတဲ့သမိုင်းပါကျွန်တော်တို့ချယ်ဆီတင်းအားပေးသူတွေအတွက်ဒီနှစ်ကတော့တော်တော်ခက်ခဲတဲ့နှစ်ဘလူးကိုတောင်းယူတဲ့နောက်ပိုင်းမှာတော်တော်ခက်ခဲတဲ့ကာလာတွေချယ်ဆီပြည်သက်တွေရင်ဆောင်နေရတာဖြစ်ပါတယ်အဲ့တော့ပွဲလုံးနေနဲ့ဘာမှပြောကြမရှိပါဘူးပွဲလုံးနေနဲ့ဘာမှလည်းပြောကြမရှိဘူးလောက်ပြောကြရတယ်မရှိဘူးကံကောင်းတာတကူကတော့ဒါရီရဲ့ခြေစွမ်းလေးတချို့မြင်ရတယ်နည်းနည်းလေးအားကိုရနိုင်တယ်ဆိုတော့ခြေစွမ်းခြေသားတချို့မြင်ရတယ်ကိုဝဲပြန်ပြီးတော့တန်ရာနေတက်တာလာတယ်ဒီချင်းတန်ရာနေတက်တာလာတယ်ဒါပေမဲ့ချယ်ဆီရဲ့တောင်ပန်တွေကဘလောက်တော့မှရုပ်ပြက်လဲဆိုရင်ဒယ်ရီနာသွားတဲ့အချိန်မှာချယ်ဆီမှာထည့်ပြတောင်ပန်သားသမားမရှိဘူးလီယန်ဒီလက်ကိုထည့်လိုက်ကြတယ်ဒီလက်ဆိုတဲ့ပလေယာအကြောင်းကတော့ဗျာအများကြီးလည်းမပြောချင်တော့တော်တော်စိတ်ပြတ်ဖို့ကောင်းတဲ့ပလေယာပါချယ်ဆီတင်းကအခုထိစီမံခန့်ခွဲမှုတွေလွဲနေတယ်လူခေါ်မှုတွေလွဲနေတယ်သူတို့ကထီထိုးနေတယ်လို့ပဲဗျကျွန်တော်တို့ကထီထိုးနေတယ်လို့ပဲထီဆယ်ခါထိုးတယ်တစ်ခါပေါက်သွားတယ်ဒါကိုသူတို့ကအဟုတ်ကြီးမှန်တယ်သူတို့ကန်ဆန်းနေတာဗျလူငယ်သားတွေခေါ်ရသူတို့ကန်ဆန်းနေတာဒါပေမဲ့အခုကအခါ20ခေါ်လဲသူတို့မှာထီပေါက်တယ်ဆိုတော့ကဏ္ဍတော်တော်လေးရှားနေတယ်ပေါ့လေအဲ့တော့ထီထိုးတယ်ဆိုရင်လည်းထီပေါက်အောင်ထိုးနိုင်မှုလိုတယ်ပေါ့ဗျာကိုယ့်ရဲ့ကန်တရားလည်းလိုသေးတယ်ဒီဘက်မဟုတ်ဘူးဆိုရင်တော့ချယ်ဆီတင်းကစီမံခန့်ခွဲမှုအလွဲတွေနဲ့ကစားသမားခေါ်ယူမှုအလွဲတွေနဲ့ဒီအသင်းရဲ့လမ်းကြောင်းကအသင်းရဲ့project ကြီးကဘလောက်ပဲကောင်းပါတယ်ပြောဒီအဲ့ဒီ project ကနေမှအောင်မြင်မှုမရအောင်ဆိုရင်ဒီအသင်းမှာကန်နေတဲ့ player အကောင်းတွေကဒီ project ကြီးကိုယုံကြည်ကြတော့မှာမဟုတ်ဘူးဆိုရင်ဒီအသင်းအတွက်တရားခိုင်လုံးအပြည့်ကျူပန်အားပေးလို့သိရှိကန်လို့သိရှိမှာမဟုတ်ဘူးပေါ့ဗျာအဲ့တော့အမှတော့ပြောကြမှရှိဘူးဗျာဒီပွဲကတော့တန်တယ်ဗျချယ်ဆီရှုံးတာတန်တယ်ဖြစ်တယ်နဲ့တော်တော်လေးတန်အဲ့တော့ကျွန်တော်တို့ကနည်းနည်းပြောခဲ့ဆိုဒီနှစ်ကတော့ထားလိုက်တော့နောက်နှစ်မှာကျွန်တော်တို့ပြန်ပြီးတော့အားပေးကြတာပေါ့လေဟောချယ်ဆီကဘယ်လိုမျိုးလဲဆိုတော့ခမရတို့ရင်ဝင်တဲ့လို့ပြောရင်ထဲကိုရောက်လာပြီးတော့ထွက်သွားတဲ့မိမလို့ပဲပြန်လှည့်မကြည့်ဘူးပေါ့လေအဲ့လိုပဲရင်းတော့ကျွန်တော်တို့ရှိအောင်မြင်မှုတွေအလီလီယူပေးခဲ့တဲ့အတင်းတကယ်အချိန်မှကြီးခဲ့တဲ့အတင်းကအဲ့ဒီအချိန်ကာလတွေကြော်လွန်ပြီးတဲ့အချိန်မှာဘယ်လိုပြောရမလဲသူနဲ့မတူတော့သလိုပဲဒီအောင်မြင်မှုတွေရဲ့ဝေးရောက်ထွက်ခွာသွားတယ်အောင်မြင်မှုတွေရှိပြန်မလာတော့ဘူးဆိုတဲ့ခံစားချက်ကိုမြင်နေရတယ်ဒါပေမဲ့ဒါကလောကဓာတ်တရားပဲအသင်းကတော့အများနဲ့အမအောင်မြင်နိုင်ဘူးအများနဲ့လည်းမရှုံးနိုင်ဘူးပေါ့လေနော်အဲ့တော့အသင်းဆိုတဲ့အချိန်မှာရှိတဲ့အတွက်ပြန်လာနိုင်မယ်လို့မျှော်လင့်တယ်အကောင်းဆုံးပြန်လာပါသေးလို့လည်းမျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်နောက်ပွဲတွေမှာတွေ့ကြတာပေါ့ဗျာအဲ့တော့နီးပြသတင်းနဲ့ပတ်သက်ပြီးတော့အသေးရတယ်ဆိုရင်ကျွန်တော်တင်ဆက်ပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်